是啦。先。啊 ，sorry， 那你啊，你应该话你做人既然演苗嘛，给你个背了怎么？明白。阿姨，阿是你呢？把苗为啥目标没先？အာစီဆိုပြီး line ပေါ်မှာနာမည်ကြီးနေလို့လေအဲ့ဒါအိမ်လေးတစ်လုံးစောက်ချင်လို့ညီမတို့ရှိကိုလာခဲ့တာ ဒီကျေဘလောက်ပေါ်မှာစောက်ပြရမလဲရှင် 40-60 အထက်ရည်အတွက်လေးသိပြရစီ 28ထက် ရှင် အော် sorry 3ထက်သမီး အိစာအပ်ပြီဆိုရင် architecture drawing ကနေပါဆက်ဆွဲပေးတာဖြစ်တဲ့အတွက်၄ရောက်ပလန်လေးအားစတင်ပေးပါတယ်အဲ့အတွက်အမကြီးအနေနဲ့မိသားစုဝင်လေးများသိပြရစီရှင်မိသားစုဝင်လားမိသားစုဝင်ကအမယောက်ျား2ယောက်အော် sorry ယောက်ျား1ယောက်ကလေးက2ယောက်ဆိုတော့4ယောက်ပေါ့နော်4ယောက်ဆိုတော့အမ4ခန်းလိုချင်တယ်အဲ့3တက်ကြီးမှာပေါ့နော်4ခန်းလိုချင်တယ်အိတ်ခန်းလေးခန်းအပြင်အမတို့ထည့်ပေးနေကြ dining တို့ kitchen တို့ living တို့အကုန်ထည့်ပေးလိုက်မယ်နော်။အော်အဲ့ဒါအတွက်အမကစိတ်ချရဲအာစီကိုအမကယုံကြည်ရဲစိတ်ချရဲအတွက်ကြောင့်အမလာခဲ့တာရှင်။ညီမလေးသဘောအတိုင်းစိတ်ဘယ်လိုသာလုပ်အခန်းလေးခန်းသိရတာဖြစ်တဲ့အတွက်ကလေးနှစ်ယောက်အတွက်က2ခန်းမိုင်းနဲ့အကိုကြီးနဲ့အတွက်ကမာစတာတစ်ခန်းနဲ့အခြားတစ်ခန်းကတော့ဧည့်သည်ဆောင်လေးအတွက်မတို့ရထားပြရမလားရှင် No မဟုတ်ဘူးညီမအမယောက်ျားနဲ့အမနဲ့ကလေတစ်လမှာ32ရက်လောက်ကတက်နေကြတာအဆင်မပြေဘူးအဲ့တော့သူတစ်ခန်းကိုတစ်ခန်းနေမှာဒါပေမဲ့အမတို့ကိုအခန်းစီစဉ်တဲ့နေရာမှာသူနဲ့အမနဲ့ကိုညနေချင်းဆိုင်ပေါ့နော်အခန်းလုပ်ပြီးပါမာကြီးဒါဆိုရင်ရောက်တဲ့ဆိုင်နဲ့ညီမတို့အာစီရှိုးလုံးလေစံပြတ်ထားတာဖြစ်တဲ့အတွက်မာကြီးဆောက်ဖို့အတွက်အကြံဉာဏ်လေးတွေရအောင်လို့လေအာစီရှိုးလုံးလေးကိုတိုင်းနေကြည့်ပေးပါလားမာကြီး Okay လေးသွားကြတာပေါ့ဟောဒါနဲ့အေးရမလားဒီပါလားဟုတ်ပါရဲ့တမီးအေးလေးယူခဲ့အောင်လေတမီးอ่ะလာပြန်လီညီမဒါဆိုဒီခုံနေပါမှာပေါ့ဒီခုံနေကတော့လူစနေချာလို့ခေါ်ပါတယ်အမကြီးရှင်ညီမတို့အာစီနေနေက modern furniture ပြည့်စုံလုပ်ပြီးတဲ့စက်ရုံနဲ့ရှိတဲ့ပြင် modern furniture တွေကိုလည်း fitted furniture တွေအနေနဲ့ customize ဆောင်ရွက်ပြီးတော့အမကြီးကဲပြီးလူ furniture ပါလို့ကျင်เนาะ customize ဆက်ပြီးဆောင်ရွက်ပေးပါလေလို့တယ်ညီမလို့တယ်ဒီခုံကို32ခုံလို့အမကနာမည်ပေးလိုက်မယ်အမယောက်ျားနဲ့အမနဲ့ရန်ဖြစ်ပြီးသွားတဲ့အချိန်မှာပြန်ချစ်တဲ့အချိန်မှာဒီခုံမှာအမတို့ကစကားတွေပြောချမှာအဆင်ပြေတာပေါ့အမကြီး gathering လေးလုပ်လို့ရတာပေါ့ဟုတ်တယ်ဒီခုံတော့ရအောင်ထည့်ပြီးနော်နောက်မှဆိုအမတို့ကဒီမှာကော်တော်ကြီးခင်ပြီးတော့32နေရမယ်ညီမဒီခန်းလေးရောဒီခန်းလေးက baby လေးထားလို့ရတယ်ရှင်သူကမှစတာပဲလို့မယ်baby လေးဒီမှာမထားပေါ်မှာထားမှာဒီခန်း3ခန်းလုံးမစတာပဲလို့မှာမစတာပဲလို့3ခန်းကောင်းနေညီမအမအိုက်ပုံစံအရန်ချိန်တယ်မစတာပဲလို့3ခန်းလုံးပါတယ်ဆိုတော့အဆင်ပြေတယ်ဟုတ်ကဲ့ပါပေါ်ထဲမှာပါရှိသေးတယ်ပေါ်ထဲမှာဖျားကက်ရှိရမှာလိုက်ချင်ဦးလေပါမယ်ဒီထက်မှာတော့ဖျားเจ้าဆောင်အကျယ်ကြီးနဲ့ special master bedroom ခန်းရှိပါတယ်အမတက်ပေလိုက်တာကိုဖျားခန်းရငွေရောဘယ်လိုချေရမလဲညီမငွေက9ချိန်ချီလို့ရတယ်မှာ down payment 20% ချီပြီးတာနဲ့ကျွန်တော်တော့ progress payment လို့ခေါ်တဲ့လုပ်ငန်းတစ်ဆင့်ချင်းပြီးမှဒါ9ချိန်တိုင်းnegotiate လုပ်ပြီးတော့ချေလို့ရပါတယ်မှာငွေချအမတို့ကတိတ်အရင်မကြည့်ပါဘူးကွယ်ဟောဒါနဲ့အပေါ်ထက်မှာပါရှိသေးရတယ်ပေါ်ထက်မှာ root garden ရှိသေးတယ်အမတကြည့်ကြစေဟုတ်ကြည့်ကြမယ်နော်တန်ရလိုက်တာညီမရဲ့ပန်းမင်လေးတွေနဲ့စိမ့်လက်ဆိုပြီးနေရပဲဟုတ်ကဲ့ညီမကြီး green လို့လေးပေါ့နော်ဒါမဲ့ညီမငရေကြောက်တယ်နော်အမဟုတ်ငနေအတွက်တော့ငရေရမ်းကြောက်တယ်စိတ်မပူပါနဲ့ငါမကြီးငနေအတွက်ကိုငနေတီးတန့်ခံနိုင်တဲ့ seismic design ကို structure ကို design လုပ်ပြီးတော့အဲ့လိုလေးဆောင်ရွက်ပေးပါရအမရှင်အရင်စိတ်ကြပါအောင်ပါဟုတ်ပါမှာပါရှိသေးတယ်ဖုန်းမှာနဲ့အမဆိုလာတွေတက်ထားတော့ဒီ24 hour မီးစိတ်မကြရတော့ဘူးတော့မီးပြန်နေအပေါ်မှာလဲဆိုလာနဲ့နော်ဒီဘက်ကစိတ်ချရပါပြီဆိုလာပါတော့24 hour မီးအတွက်ကတော့တကယ်ကိုစိတ်ချရတယ်မကြီး one stop service ပေးတဲ့ biometric construction ပါဒီနည်းဆုံးတော့ဒီခုံလို့ရတယ်ဟောတာလည်းညီမဘယ်လောက်ကြာမှာလဲအချိန်ကတော့အမက3ထက်နော်3ထက်ဆက်မှာဆိုတော့6လနဲ့8လကြာပါတယ်ရှင်အမကြီးပြီးရင် decoration အပြီးစီးဆိုရင်တော့ decoration အတွက်အချိန်လေးကစုစုပေါင်း1လလောက်ထပ်ပေါင်းလို့ရှင်တော့စုစုပေါင်း9လလောက်တော့ကြာမယ်ထင်ပါတယ်အမကြီးရှင်ဒီချာ detail ကိုတော့ working schedule နဲ့စနစ်တကျပေးပါတယ်အမလေးဖြစ်နိုင်ရင်လေဒီနေ့စောင့်မနေ့ပြန်တက်ချင်တာဟုတ်စီဝင်ပါမယ်မပါညီမတို့တိဆောက်ချိန်ကာလကို6လကနေ9လကြားလို့သတ်မှတ်လို့ရပါတယ်ရှင်အသေးစိတ်ဒီတေးကိုတော့အကျန်းထင်တဲ့အချောတယ်ဆိုတော့ပြန်ပြီးတော့ပြည့်ချက်တွေစနစ်တကျဆမစ်လက်ဆောင်ပေးပါတယ်โอเคအမရန်သဘောကျပါပြီကောင်းလိုက်တာညီမရဲ့
အာစီရဲ့ဝန်ဆောင်မှုအရန်ကောင်း ကျေးဇူးပါမကြီးဒါဆိုရင်ညီမတို့အနေနဲ့အမအဝယ်ခိုင်းမိကွက်လေးလိုက်ကြည့်ပြီးတော့ site တက်ကနေစပြီးတော့ဆောင်ရွက်ပေးချင်လို့လေ အော်အမယောက်ျားအနဲနဲ့အမနဲ့ကလေရန်ဖြစ်ထားတော့သူ့ကိုမေးပြီးရင်အမပြန်လာပြင်မယ်နော် ဟုတ်ကဲ့ပါစိတ်ရှိလက်ရှိနဲ့စောင့်နိုင်ပေးပါမယ်အမကြီး ဟုတ်ကဲ့ပါရှင်ချစ်သမားကြီးတင်နေနော်ညီမ